여러분 안녕하세요. 알로메 민라와신 DC Korean Language Learning အခြေခံကိုရီးယားဘာသာစကားသင်တဲ့ကနေပြောသူလိုက်ပါတယ်။ကျွန်တော်တို့ဒီတစ်ခေါက်မှာမနေ့ကတချို့အသက်တန်မှာအောက်ကမြင့်တန်ဆိုဆိုတာအတန်ဆောင်ဆိုရတယ်နော်။အတန်ဆောင်ဆိုရတဲ့ခါတက်ရဲ့ဓာတ်တက်ရဲ့နောက်ပြီးတော့တို့ဘာတက်ရဲ့တင်ပြီးသွားပြီပေါ့နော်။အဲ့တော့ဒီတစ်ခေါက်မှာဆိုရင်တော့တို့ကဝိဆက်နှလုံးပေါင်းအတန်ဆွဲဆိုရတဲ့အသက်လေးတင်ပါမယ်နော်။အဲ့ဆိုလို့ရှိရင်ကြည့်အောင်ကျွန်တော်ပထမဆုံးတစ်ခုဒီချေတာနာတက်ထဲမှာဘာတွေပါလဲဆိုရင်နာကြနာဟာပါတယ်နော်နာတက်ထဲမှာဘာတွေပါလဲဆိုရင်နာကြနာဟာပါတယ်ဒါတို့ကနာတက်ထဲမှာပါတဲ့နာကြနာဟာအားလုံးကိုချေလို့ဒီနာတက်တန်ပဲထွက်ပေးရမယ်နော်နာတက်ထဲမှာပါတဲ့နာကြနာဟာအားလုံးကိုချေလို့ဒီနာတက်တန်ပဲထွက်ပေးရပါမယ်အဲ့တော့ကြည့်အောင်နာတက်ရဲ့အတန်ဘယ်လိုလာမလဲနာတက်ရဲ့အတန်ဒီနာအသက်ဝိစာနှလုံးပေါက်နာတက်ရဲ့အတန်ဒီနာအသက်ဝိစာနှလုံးပေါက်ဝိစာနှလုံးပေါက်အတန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချေတို့ဒီအတန်ကိုဆွဲပြီးတော့ထွက်ပါမယ်အတန်ဆွဲပြီးတော့ထွက်မယ်နော်အဲ့တော့ချေတို့ဒီအသက်တန်မှာအောက်ကမြင့်အတန်ဆိုရင်ချေတို့အတန်ကိုစောင့်ထွက်ရပြီးတော့ဝိစာနှလုံးပေါက်အတန်ဆိုလို့ရှိရင်ချေတို့အတန်ကိုဆွဲပြီးတော့ထွက်ကြပါတယ်နော်အဲ့တော့ဒီမှာဆိုချေတို့ဝိစာနှလုံးပေါက်အတန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတန်ဆွဲပြီးတော့ထွက်မယ်ကဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်နာဆိုတော့သူကချေဘာအတန်နဲ့တူလဲဆိုအင်္ဂလိပ်လိုဆိုရင်ချေ an အတန်နဲ့တော့တူတယ်နော် an အတန်နဲ့တူပါတယ်နာဆိုတော့ပမာကြအောင်ခါနဲ့အာနဲ့ပေါင်းတယ်ခါနဲ့အာနဲ့ပေါင်းလို့ရှိရင်ချေအတန်ထွက်လေးဒီခါနော်ခါအဲ့ဒါကိုချေကနာတက်လိုက်မယ်ဆိုလို့ရှိရင်ဟန်အဲ့ဒီခါကနေပြီးတော့အတန်သွားမယ်နော်ခါကနေပြီးတော့ချေနာတက်တန်နဲ့ထွက်မယ်ခါနဲ့အာနဲ့ပေါင်းရင်ခါအဲ့ဒီခါကိုနာတက်လိုက်တယ်ခန်တဲ့နာအတန်လေးပေါအောင်အတန်ဆွဲရတယ်နော်အင်္ဂလိပ်လိုဆိုချေ an အတန်လေးပေါအောင်အတန်ဆွဲရပါတယ်မြန်မာလိုဆိုရင်နာအတန်လေးပေါအောင်အတန်ဆွဲပါခါအောင်ခါကိုချေနာတက်လိုက်တော့ခန်နော်နောက်တစ်ခါကျချေနာကိုအာနဲ့ပေါင်းမယ်နာကိုအာနဲ့ပေါင်းရင်နာနော်အဲ့ဒီနာကိုချေကနာလေးတက်လိုက်ပါမယ်ဆိုလို့ရှိရင်နာကိုချေနာတက်လိုက်တော့နန်ဟုတ်ပြီနော်နာနဲ့အာနဲ့ပေါင်းတော့နာအဲ့ဒီနာကိုချေနာတက်နာတက်ဆိုတော့ချေက an အတန်လေးနဲ့ထွက်တယ်နန်နော်ဟုတ်ပြီနော်ဘာနဲ့အာနဲ့ပေါင်းတယ်ချေဒါဘာအဲ့ဒီဘာကိုချေနာတက်လိုက်မယ်နာတက်လိုက်လို့ရှိရင်ချေဒါဒီဟန်ဟုတ်ပြီနော်ဒီဘာဆိုတဲ့ဘာကနေချေကနာတက်လေးပြောက်ပြီးတော့ထွက်မယ်ပေါ့ဟန်ဆိုပြီးတော့နော်ရမယ်နော်ကဲအဲ့ဆိုလို့ရှိရင်ဒီချေတို့ကြည့်အောင်ပထမဆုံးတငယ်ချင်းကကြတော့ချေဒါချီချီဟုတ်တယ်နော်ချနဲ့အီနဲ့ပေါင်းတယ်ချေတို့ဒါချီအဲ့ဒီချီကိုနာတက်လေးတက်တယ်ကဲအဲ့တော့ချီကိုနာတက်တယ်ချေတို့ဒီအတန်လေးကိုချီကနေထွက်မယ်နော်ချင်းဟုတ်ပြီနော်ချီကိုနာတက်တယ်အဲ့ဒီချီကနေနာတက်တန်ကိုဆွဲပြီးတော့ထွက်ကချင်းနော်ခါနဲ့ဦးနဲ့ပေါင်းတော့ကူအဲ့တော့ချင်းကူတငယ်ချင်းနော်ချင်းကူတငယ်ချင်းနောက်တစ်ခုပတ်စံဓာတ်နဲ့အိုနဲ့ပေါင်းတဲ့ဒိုနာတက်တယ်အဲ့တော့အဲ့ဒီရင်းနဲ့တရပေါင်းတဲ့အတန်ကနေပြီးတော့ကနာတက်တန်ဆွဲမယ်နော်ဒိုကိုနာတက်လိုက်တော့ဒွန်းနော်ဒိုကိုခြေနာတက်လို့ရှိရင်ဒွန်းပတ်စံနော်ဒွန်းပတ်စံနောက်တစ်ခါကျတော့ဓာတ်ပုံစာနဲ့အာနဲ့ပေါင်းတော့စာဓာတ်နဲ့အီနဲ့ပေါင်းတော့ဂျီအဲ့ဒီဂျီကိုတချို့ဒီနာတက်လေးတက်မယ်ဂျီကိုနာတက်လိုက်လို့ရှိရင်ဂျင်းနော်ဂျီကနေအတန်ထွက်မယ်နော်ဓာတ်နဲ့အီနဲ့ပေါင်းလို့ဂျီဆိုရထွက်လာတဲ့အတန်ကနေနာတက်တန်ဆွဲမယ်ဂျင်းနော်စာဂျင်းဓာတ်ပုံနောက်တစ်ခါကျတော့ချေစာကြည့်တိုက်နော်စာကြည့်တိုက်ကကြချေတို့ဒိုစော
ခါကိုချေ OR ဝါနဲ့ပေါင်းတော့ခွာပေါ့နော်ခါလေးကို OR ဝါနဲ့ပေါင်းတဲ့ခွာအဲ့ဒီခွာကိုနာတက်တဲ့ခွာကနေပြီးတော့အတန်ပြန်ဆွဲမယ်ခွမ်ခွမ်ဘူစောခွမ်ဘူစောခွမ်ဘူစောခွမ်စာကြည့်တိုင်းနော်နောက်တစ်ခါကျတော့ချေတာအတန်ကကြတော့ဖားကိုအာနဲ့ပေါင်းတယ်ဖာဟုတ်တယ်နော်အဲ့ဒီဖာကိုချေကနာတက်လိုက်ပါတယ်နာတက်လိုက်တော့ဖန်နော်ဖာကနေချေအတန်လေးနာတက်တန်လေးပြန်ဆွဲတယ်ဖန်နော်ဖာကိုနာတက်လိုက်တော့ချေတာဖန်အတန်နောက်တစ်ခါကျတော့တောင်ကကြတော့တောက်အားနဲ့ပေါင်းတယ်စာအဲ့ဒီစာကိုချေလို့နှတက်လေးတက်မယ်နှတက်လေးတန်ထွက်လေးကစာကိုနှတက်လိုက်တော့ sun တောင်နောက်တစ်ခုချေစိတ်ခံစားချက်စိတ်ခံစားချက်ကကြတော့ခါကိုအီနဲ့ပေါင်းတဲ့ဂီခါကိုဦးနဲ့ပေါင်းတော့ဘူးအဲ့ဒီဘူးကိုချေတို့ကနှတက်လေးတက်တယ်ခါကိုဦးနဲ့ပေါင်းတဲ့ဘူးဒီနဲ့တရပေါင်းတဲ့အတန်ကနေနှတက်တန်ဆက်ပြီးတော့အတန်ဆွဲမယ်ဆိုတော့ဘွန်းဒီဘွန်းစိတ်ခံစားချက်ရမယ်နော်လွယ်ပါတယ်เนาะကျွန်တော်ဖြီးနဲ့တရပေါင်းတဲ့အတန်ကနေပြီးတော့နှတက်တန်လေးကိုဆွဲပြီးတော့ထွက်ပါမယ်เนาะဟုတ်ပြီနောက်တစ်ခါကျတော့သတင်းစာကကြတော့စကိုအီနဲ့ပေါင်းတော့ခြေဥတာရှီဟုတ်တယ်เนาะစနဲ့အီနဲ့ပေါင်းရင်အမြဲတမ်းရှီဟုတ်ပြီအဲ့ဒီရှီကိုခြေဥဘာတက်မှာလဲဆိုရင်နှတက်လေးတက်ပါမယ်ရှင်နော်ရှီကနေနှတက်တန်ထွက်တယ်ရှင်ဆိုပြီးတော့เนาะစနဲ့အီနဲ့ပေါင်းရှီဒါဒီနဲ့တရပေါင်းတဲ့အတန်ရှီအဲ့ကနေပြီးတော့နှတက်တန်လေးဆွဲပြီးတော့ထွက်တယ်ရှင်ဟုတ်ပြီမောက်ဦးနဲ့ပေါင်းတော့မူအဲ့ဒီမူကိုခြေကိုနှတက်တန်လေးထွက်လိုက်တော့ moon နော်ရှင်မွန်ဒါသတင်းစာနော်ရှင်မွန်သတင်းစာနောက်တစ်ခါကျတော့ခြေကိုလက်ကကြတော့စကိုအိုနဲ့ပေါင်းတယ်ဆိုနော်အဲ့ဒီဆိုခြေကိုနှတက်လေးတက်ပါတယ်စွန်လက်နော်ဒီနဲ့တရာပေါင်းတဲ့အတန်ကနေဒီခြေကဆက်သွားမှာဆိုတော့စွန်လက်နော်ဟုတ်ပြန်ခွာကြခြေကိုမျက်လုံးနှင်းခြေကိုမျက်လုံးလို့လည်းသုံးလို့ရတယ်နှင်းလို့လည်းသုံးလို့ရပါတယ်နာကိုဦးနဲ့ပေါင်းတော့နူနော်နာကိုဦးနဲ့ပေါင်းတော့နူအဲ့ဒီနူဒီခြေကိုနှတက်လေးတက်ပါတယ်နှတက်လေးတက်လိုက်တော့နွန်းမျက်လုံးနှင်းနွန်းမျက်လုံးနှင်းဟုတ်ပြီနော်ဒီအဲ့ဆိုပြန်ပြောမယ်နာတက်ထဲမှာဘာအသက်တွေပါလဲဆိုလို့ရှိရင်နာကြနာဟာပါတယ်နာတက်ထဲမှာပါတဲ့နာကြနာဟာအားလုံးကိုတစ်ချက်လို့ဒီနာတက်တန်ပဲထွက်ပေးရပါမယ်နော်ဟုတ်ပြီနာတက်ရဲ့အတန်ဒီနာအသက်ဝိဆန်နှလုံးပါအတန်ဖြစ်တဲ့အတွက်ကြောင့်မို့အတန်ဆွဲထွက်တယ်သူ့အတန်ဆွဲထွက်တဲ့ခါမှာမြန်မာလိုဆိုနာအတန်ပေါ့အင်္ဂလိပ်လိုဆိုရင်တော့အန်အတန်လေးပေါ့နော်ကြည့်အောင်တငယ်ချင်းချင်းကူတငယ်ချင်းထုံပတ်စံစာချင်းတပေါ်ဟူစောခွန်းစာကြည့်တိုင်းဟန်အတန်စန်တာဒီပွန်းစိတ်ခံစားချက်ရှင်မွန်သတင်းစာစွန်လက်နွန်းမျက်လုံးနှင်းနော်ဒါဆိုလို့ရှင်ရမယ်လို့ထင်တယ်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြတော့ချေလာတက်ပါလာတက်နော်လာတက်ကိုမပြောသေးပဲနဲ့ဒီချေဟိုဟာလေးအရင်သွားအောင်မတက်လေးအရင်သွားရအောင်နော်မတက်ထဲမှာဘာတွေပါလဲဆိုရင်မရဲ့ရမရဲ့ပါတယ်အဲ့တော့မတက်ထဲမှာပါတယ်မရောရမကိုချေတို့ဒီမတက်တန်ပဲထွက်ပေးရမယ်နော်မတက်ရဲ့အတန်ဒီ
마 어떤 위산 날롱바 위산 날롱바 어떤ဖြစ်တဲ့အတွက်ကြောင့်မလို့ရှိရင်အတန်ကိုဆွဲပြီးတော့ထွက်ကြမယ်အဲ့တော့သူ့ကိုအတန်ဆွဲထွက်တဲ့အခါမှာပါဇက်ပိတ်ပြီးတော့အတန်ဆွဲပါတယ်နော်အတန်ဆွဲထွက်ရင်ကျုပ်ပါဇက်ပိတ်ပြီးတော့အတန်ဆွဲထွက်ပါတယ်အဲ့ဆိုလို့ရှိရင်ဥပမာခါကိုအာနဲ့ပေါင်းတယ်ခါအဲ့ဒီခါကိုတစ်ချက်ကမတက်လိုက်မယ်ခမ်ခမ်ပါဇက်ပိတ်မယ်အတန်ဆွဲမယ်ခမ်နော်နောက်အာနဲ့ပေါင်းတယ်ခြေတို့ဒါနာအဲ့ဒီနာကိုခြေကမတက်လိုက်မယ်ဆိုလို့ရှိရင်နမ်ဟုတ်ပြီနော်ဘာကိုခြေအာနဲ့ပေါင်းမယ်ခြေတို့ဒါဘာအဲ့ဒီဘာကိုခြေကမတက်လိုက်မယ်ဟမ်ဟုတ်ပြီနော်ကဲနောက်ဆုံးလို့ရှိရင်ခြေတို့ကြအောင်အခုဆိုရင်ဈာနဲ့အင်းနဲ့ပေါင်းတော့ဂျီခါဥဂုကိုမတက်ထားတယ်နော်ခါဥဂုကိုခြေမတက်ထားတော့ဂမ်ဟုတ်ပြီနော်ဂုဆိုတဲ့အတန်ကနေပြောခြေကအတန်ဆွဲမယ်ဂမ်ဂျီဂမ်အခုနော်နောက်တစ်ခုခြေနာမည်အီရာရနော်ခြေရာရအဲ့ဒီရကိုမတက်လိုက်တော့အီရမ်မတက်ဆိုခြေကအတန်ဆွဲရတော့မှာဟုတ်နော်အဲ့တော့အီရမ်နာမည်နောက်ခြေအခုတလောကကြတော့အားနဲ့ယူနဲ့ပေါင်းတော့ခြေဒါယူပေါ့နော်ဈာနဲ့အနဲ့ပေါင်းတော့ဂျဟုတ်တယ်နော်ဈာနဲ့အနဲ့ပေါင်းဂျအဲ့ဒီဂျကိုမတက်လိုက်တယ်ဂျမ်ယိုဂျမ်အခုတလောနောက်တစ်ခုခြေစာမေးပွဲဆိုရင်စနဲ့အင်းနဲ့ပေါင်းတော့ရှီနော်အဲ့ဒီရှီကိုခြေတို့မကြောင်ရှီဟာနဲ့အောနဲ့ပေါင်းတော့ဟောခြေတို့မတက်လိုက်တယ်ဟောကိုမတက်လိုက်တော့ဟမ်ဟုတ်ပြီနော်ဖြီးနဲ့တရပေါင်းတဲ့အတန်ကနေပြောခြေတို့ကအတက်တန်ကိုဆက်ပြီးတော့ဆိုမယ်နော်ဟောကိုမတက်လိုက်တော့ဟမ်ရှီဟမ်စာမေးပွဲနောက်တစ်ခါကျရင်ခြေညဆိုရင်ဟာနဲ့အားနဲ့ပေါင်းတော့ဘာအဲ့ဒီဘာကိုမတက်လိုက်ပါတယ်ဟမ်ညနောက်တစ်ခါကျရင်ကင်ချီဟာနဲ့အင်းနဲ့ပေါင်းတော့ဂီအဲ့ဒီဂီကိုမတက်လိုက်တယ်ဂင်ဟာနဲ့အင်းနဲ့ပေါင်းတော့ချီအဲ့တော့ဂင်ချီနော်ဂင်ချီဆိုတာဂင်ချီနောက်တစ်ခုအမေအော်ခြေကိုဘာတက်လိုက်လဲဆိုရင်မတက်လိုက်တော့မနဲ့အားနဲ့ပေါင်းတော့မာအဲ့တော့အမ္မာအမေနောက်တစ်ခုခြေစေးလိုက်ဆိုရင်ဓာနဲ့အားနဲ့ပေါင်းတော့ဓာမတက်လိုက်တော့ဓမ်ဟာနဲ့အဲနဲ့ပေါင်းတော့ဖေတော့ဂမ်ဖေစေးလိုက်နော်ဂမ်ဖေရမယ်နော်နောက်ခြေမတက်ထဲမှာဘာတွေပါလဲဆိုရင်မရဲ့ရမရဲ့နှလုံးပဲပါပါတယ်မတက်ထဲမှာပါတယ်မရောရမရောခြေတို့ဒီမတက်တန်လေးထွက်ပေးရမယ်မတက်ရဲ့အတန်ဒီမအတက်ဝိဇ္ဇနှလုံးပါနော်ဝိဇ္ဇနှလုံးပါဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြေတို့ဒီအတန်လေးကိုဆွဲပြီးတော့ထွက်ပေးရမယ်နော်အတန်လေးကိုဆွဲပြီးတော့ထွက်ပေးရပါမယ်ဗီတူအတန်ဆွဲထွက်တဲ့အခါမှာခြေတို့ဒီပါးစပ်ပိတ်ပြီးတော့အတန်ဆွဲထွက်ပါမယ်နော်ပါးစပ်ပိတ်ပြီးတော့အတန်ဆွဲထွက်မယ်ကြည့်အောင်အခုဂျီဂမ်အခုအီရမ်နာမည်ယိုဂျုံအခုတလောရှီဟမ်စာမေးပွဲဟမ်ညကင်ချီအမ္မာအမေဟမ်ဘေစေးလိုက်ရမယ်နော်
အဲ့ဆိုလို့ရှင်ချေနောက်တစ်ခုသွားရအောင်ဒီချေငါတက်တဲ့နော်ရအောင်ငါတက်ထဲမှာတော့ချေဆိုချေကမမှတ်စရာမလိုပေါ့နော်ငါတက်မှာကချေငါတက်တိုင်းပဲငါတက်ရဲ့အတန်ဒီငါအသက်ဝိဇ္ဇနှလုံးပေါက်ဝိဇ္ဇနှလုံးပေါက်အတန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ချေတို့ဒီအတန်ကိုဆွဲပြီးတော့ထွက်မယ်နော်ဝိဇ္ဇနှလုံးပေါက်အတန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတန်ကိုဆွဲပြီးတော့ထွက်မယ်သူ့ကိုအတန်ဆွဲထွက်တဲ့အခါမှာချေတို့ကငါအတန်လေး ng ဆောင်းအင်္ဂလိပ်လိုဆိုရင် ng ဆောင်းမြန်မာလိုဆိုရင်ငါချေတို့ငါလို့အတန်ထွက်ကြည့်ပါနှာခေါင်းပိတ်သွားတယ်နော်ငါချေတို့ဒီနှာအတန်လေးနဲ့ထွက်ကားပါတယ်နော်နှာအတန်လေးနဲ့အတန်ထွက်ပါမယ်အဲ့တော့ပမာချေတို့ခါကိုအာနဲ့ပေါင်းနေချေတို့ဒါခါအဲ့ဒီခါကိုငါလေးတလိုက်ခန်းအဲ့ငါတက်တန်ကိုထွင်ချေတို့နှာခေါင်းလေးပိတ်ပါတယ်နော်ခန်းတို့ပါဇက်ဟာရယ်နော်ပါဇက်ဟာရယ်ဒါပေမဲ့ငါတက်တန်ဖြစ်တဲ့အတွက်ကြောင့်မလို့နှာခေါင်းပိတ်တယ်နော်ခန်းဟောအားနဲ့ပေါင်းခါငါတက်တက်လိုက်တော့ခန်းနော်နာကိုဒီချေတို့အားနဲ့ပေါင်းမယ်ဆိုတာနာအဲ့ဒီနာကိုငါတက်တက်လိုက်ရင်နန်းဟုတ်ပြီနော်နာကနေငါတက်တန်ထွက်တယ်နာတက်တန်နဲ့မတူနော်ခါကိုအားနဲ့ပေါင်းရင်ခါနာတက်တက်လိုက်လို့ရှိရင်နာတက်တန်ဆိုခန်းချေနာတက်တန်လေးနဲ့ထွက်တယ်ခန်းဒါပေမဲ့သူကခါကိုငါတက်တန်ရင်ချေတို့တင်ငါတက်အတန်နှာခေါင်းပိတ်ပြီးထွက်တဲ့အတန်ခန်းဆိုပြီးနော်ရာကနာတက်တန်ခန်းနော်ခန်းဟွာကကြောင့်ငါတက်တန်ခန်းပါစဖွင့်နေဒီကငါတက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှာခေါင်းလေးနည်းနည်းပိတ်တယ်ပေါ့နော်အဲ့ဆိုကြည့်ရအောင်ကျတော့အခန်းဆိုရင်ဘာကိုအာနဲ့ပေါင်းတော့ဘာအဲ့ဒီဘာကိုငါတက်တက်လိုက်တော့ဖန်းအခန်းနောက်တစ်ခုတစ်ချက်ကိုအိတ်ဆိုလို့ရှိရင်ခါကိုအာနဲ့ပေါင်းတော့ခါဘာကိုဘာကိုငါတက်တက်လိုက်တော့ဖန်းလွယ်အိတ်ပေါ့နော်ခါဖန်းဟုတ်ပြီနောက်တစ်ခါကျတော့ချေတန့်ရှင်ရေးဒီချေတို့တာချအောချောအဲ့ဒီချောငါတက်တက်လိုက်တော့ချောင်းဟုတ်ပြီနော်အဲ့ဒီချောကနေပြီးတော့ငါတက်တန်သွားတယ်ချောင်းဆိုပြီးချောင်းဆိုတန့်ရှင်ရေးနော်ချောကနေငါတက်တန်သွားတယ်နော်ချောင်းဆိုတန့်ရှင်ရေးနောက်ခုဖော်လုံးခါကိုအိုးနဲ့ပေါင်းတော့ခိုးအဲ့ဒီခိုးငါတက်တက်လိုက်လို့ရှိရင်ဘုံဖော်လုံးနော်တုံညလို့လည်းပြောလို့ရတယ်နော်အဲ့တော့ခိုးကနေပြီးတော့အတန်သွားမယ်နော်ခုံဖော်လုံးနောက်ချေဖလားစာအုပ်ဆိုရင်ခါအိုးငါတက်ကကြအောင်ဘုံချေကိုခါတက်တက်လိုက်တယ်ငါတက်တန်ရဲ့ခါတက်တန်ရဲ့အဲ့တော့ဘုံချက်နော်အရှိကတော့ငါတက်တန်နဲ့အတန်ဆွဲတယ်ခုံးဆိုပြီးတော့အနောက်ကတော့ခါတက်တန်နဲ့အတန်ဆောင်နဲ့ချက်တော့ဘုံချက်နော်ဖလာစာအုပ်နောက်တစ်ချက်ရှုခင်းခါနဲ့ရောနဲ့ပေါင်းရင်ခြေတို့တာရောကိုခြေကိုငါတက်တက်လိုက်တော့ရောင်းနော်ရောကနေငါတက်တန်သွားနော်ရောင်းဆိုပြီးတော့နော်ရောကနေငါတက်တန်ထွက်တဲ့အဲ့တော့ရောင်းချီချနဲ့အင်းနဲ့ပေါင်းတော့ချီအဲ့တော့ရောင်းချီနော်ရောင်းချီရှုခင်းနောက်ခွာကြတော့ခြေတို့တာငါကြတော့စာစေငါတက်တက်လိုက်တော့စိန်ငါတက်တယ်နော်စိန်နောက်ခုစာအောစောနော်အဲ့စောကိုနာတက်တော့စွန်စာအောစောကိုနာတက်တယ်လေးနဲ့တွားရဲစွန်အဲ့တော့စိန်စွန်နော်စိန်ဆိုပြီးတော့ငါတက်လေးနဲ့စိန်ပြီးရင်နောက်ကကျနာတက်တယ်ဆိုစွန်အဲ့တော့စိန်စွန်ငါနော်ပြီးရှယ်လေးထုဆိုရင်ငါအိုခိုငါတက်လိုက်တော့ဘုံနော်
ဒီနဲ့တရရဲ့ထွက်တဲ့အတန်ကနေပြောချေဆက်မှာနော်ဘုံဘုံခါနဲ့အင်းနဲ့ပေါင်းနော်ချေတာဒီအဲ့တော့ခုံခီနော်ခုံခီချေတာလေတုနော်ခုံခီလေတုကဲဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ချေပြန်ပြီးတော့ပြောမယ်ငါအသက်နော်ငါအသက်ဆိုလို့ရှိရင်ချေတာအလေးကိုချေကအသက်နေရာထားလိုက်တာပေါ့ငါအသက်ပေါ့နော်ဟုတ်ပြီကဲတော့ကြည့်ရအောင်ငါအသက်ဝိဇ္ဇနှလုံးပေါဝိဇ္ဇနှလုံးပေါအတန်ဖြစ်တဲ့အတွက်ကြောင့်မလို့ချေလို့ဒီအတန်လေးကိုဆွဲပြီးတော့ထွက်မယ်နော်အဲ့တော့အခန်းဆိုရင်ဘန်းအခန်းအိတ်ကခါဘန်းအိတ်တန့်ရှင်ရေး청소တန့်ရှင်ရေးဘောလုံးဘုံဘောလုံးပလာစာအုပ်ဘုံချက်ပလာစာအုပ်ရှုခင်ဖြောင်းချီရှုခင်တင်းစွန်အာဘုံကီလေတုနော်ကဲအားဆိုလို့ရှိရင်ကျရမယ်လို့ပါတယ်တော့ကဲကျချန်ခဲ့တဲ့အသက်လေးဘာတက်ရှိမယ်တက်ပဲကျန်တော့လာတက်နော်ကျန်တာရှိအကုန်ရပြီနော်လာတက်လေးကျန်ပါတယ်လာတက်ထဲမှာဘာတက်တွေပါလဲဆိုရင်လာပါလာစာလာထလာဟာပါတယ်အဲ့ဒီမှာရွှေပြောခဲ့တဲ့ချင်းချက်ရှိရဲဆိုတာလေဘာတူလဲဆိုလို့ရှိရင်ခြေတို့ဒီမှာလာပနော်လာပဒီခြေတို့ဒါချင်းချက်ရှိပါတယ်လာပကလွဲပြီးတော့ကြံတဲ့ခြေတို့ဒါလာတွေလာစတွေလာထတွေလာဟတွေနော်လာပကလွဲပြီးတော့ကြံတဲ့လာစလာထလာဟတွေဒီခြေတို့ဒါလာတက်တန်တိုင်းထွက်မယ်လာပကိုထားခဲ့နော်လာတက်ဒီလာပါကလွဲပြီးတော့ကျန်တဲ့လာတွေလာစလာထလာဟတွေဒီခြေတို့ဘာတက်တန်မဲ့ထွက်ကမှာလဲဆိုရင်လာတက်တန်မဲ့ထွက်ပေးရမယ်နော်လာတက်တန်မဲ့ထွက်ပေးရပါမယ်ကဲအဲ့တော့ကြည့်အောင်လာတက်ရဲ့အတန်လာအတက်ဝိဇ္ဇနှလုံးပလာအတက်ဝိဇ္ဇနှလုံးပဝိဇ္ဇနှလုံးပအတက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတန်ကိုဆွဲမယ်နော်အတန်ကိုဆွဲပြီးတော့ထွက်ကပါမယ်ဟုတ်ပြီလာအတန်ထွက်လိုက်လို့ရှိရင်ရှာလေးလိပ်ပြီးတော့အတန်ထွက်တယ်ပေါ့နော်လာဟုတ်ပြီအဲ့တော့သူကအင်္ဂလိပ်စာမှာဆိုလို့ရှိရင်ရှာလေးလိပ်ပြီးတော့အတန်ထွက်ကဒီ L အတန်လေးနဲ့တူပါတယ်เนาะဆိုတော့သူကအင်္ဂလိပ်အတန်ထွက်လေးနဲ့သင်တယ်လို့ပြောလို့ရတယ်ဟုတ်ပြီအဲ့တော့ကြည့်ရအောင်ခါနဲ့အားနဲ့ပေါင်းရင်ခြေဦးတာခါအဲ့ဒီခါကိုတစ်ခြေဦးလှတက်မယ်လှတက်လိုက်လို့ရှိရင်ဟယ်เนาะဟယ်ဟုတ်ပြီနာနဲ့အားနဲ့ပေါင်းရင်ခြေဦးတာနာအဲ့ဒီနာခြေဦးလှတက်လိုက်လို့ရှိရင်နာဟုတ်ပြီเนาะခြေရှာလေးကိုလိပ်ပြီးတော့လှအတန်ခြေအင်္ဂလိပ်လိုဆို L အတန်လေးနဲ့ထွက်မယ်နော်နာနော်အားနဲ့အားနဲ့ပေါင်းရင်ဘာအဲ့ဒီဘာကိုလှလေးတက်လိုက်တော့ဟယ်နော်လှတက်တန်လေးနဲ့ပါမယ်နော်ဟုတ်ပြီကဲဒါဆိုလို့ရှိရင်ခြေဟွာတန်ထွက်လေးစပြီးတော့ထွက်မယ်ကြာမကိုခြေကိုဦးနဲ့ပေါင်းတယ်မကိုဦးနဲ့ပေါင်းရင်ခြေဒါမူနော်မကိုဦးနဲ့ပေါင်းရင်မူအဲ့ဒီမူခြေကိုလှတက်လေးတက်လိုက်တော့မူရေနော်မူရေမူကနေခြေကိုလှတက်တန်လေးပြန်ပြောမူရေနော်နောက်တစ်ခုလက်စာစာအောနာတက်စာအောစောနာတက်တက်လိုက်တော့စွန်မအူမူလာတက်တက်လိုက်တော့မူအဲ့စွန်မူလက်ဆောင်နောက်ဆိုစာတင်ခန်းယိုစာအီရကြတော့ရှီနော်အဲ့ဒီရှီကိုခြေလာတက်လေးတက်လိုက်တော့ရှီလ်ယိုရှီလ်စာတင်ခန်းနော်နောက်ခုခြေမြေအောက်ယထာဂျီဟာချအောချောနော်အဲ့ဒီချောလေးကိုလာတက်လေးတက်လိုက်တော့ချောဂျီဟာချော
지하철 미아오야타အခုချက်အရက်ဆိုရင်စနဲ့ဦးနဲ့ပေါင်းတော့သူเนาะအဲ့ဒီစုကိုလှတက်လေးတက်လိုက်တယ်술အရက်စဦးစုလှတက်လေးတက်လိုက်တော့술အရက်နောက်တစ်ခါကျတော့ခြေဥတာမေခွန်းကကြတော့ဒါဤဂျီကိုလာတက်လေးတက်လိုက်တော့ဂျီမဦးမူကိုဆယ်နှတက်လေးတက်တယ်မွန်းအဲ့တော့ဂျီမွန်းမေခွန်းဒါမယ်နော်ဂျီဒါဤဂျီကိုလာတက်တော့ဂျီမဦးမူနှတက်တက်လိုက်တော့မွန်းမေခွန်းနော်ကဲအဲ့ဆိုလို့ရှိရင်ဒါမယ်နော်ဒီမျိုးမဲ့လာတက်ထဲမှာဘာတက်တွေပါလဲဆိုရင်လာပါလာစာလာထလာဟာပါတယ်နော်လာပါကိုခဏထားခဲ့မယ်ကျန်တဲ့လာတွေလာစာလာထလာဟာတွေကိုရှယ်တို့ဒီလာတက်တန်တိုင်းထွက်ပေးရမယ်ပေါ့နော်ကြည့်ကြအောင်အဲ့တော့ရှယ်တို့ကြည့်မယ်ရေမူရေလက်ဆောင်선물လက်ဆောင်စာသင်ခန်း교실စာသင်ခန်းမြောက်ရထား지하철မြောက်ရထားနော်အရက်술အရက်နောက်တစ်ခါကျတော့မေခွန်း질문မေခွန်းနော်ကဲအဲ့ဆိုလို့ရှင်ချေလှပလေးကိုတစ်ချက်ကြအောင်ကဲချေအသက်မှာလှပတက်ထားတဲ့စကားလုံးတစ်လုံးကိုတွေ့ပြီနော်လှပတက်ထားတဲ့စကားလုံးတစ်လုံးကိုတွေ့ပြီဆိုတာနဲ့ချေဦးဒီ noun လား verb လားခွဲရမယ်နော်အဲ့တော့ကိုရီးယားဘာသာကမှာ noun နဲ့ verb နဲ့ခွဲတာလွယ်လေးအဲ့တော့ verb တွေဒီအမြဲတမ်းဒီဘာနဲ့ဆုံးလဲဆိုရင်ဒါနဲ့ဆုံးပါတယ်ဒါနဲ့ဆုံးတယ်မြန်မာလိုဆိုရင်တော့ဒီပေါ့မြန်မာလိုဆိုရင်ဒီအရှင်းပါလိမ့်ချေဘာဒါသွားတီစစ်ဒါရေးတီသုံးတီခါတီအဲ့ဒီမှာဆိုလို့ရှိရင်ကျဒါတွေနဲ့ဆုံးတယ်နော်သူတို့ဒီဒါ verb တွေမို့လို့သူတို့ verb တွေဒီအမြဲတမ်းဒါနဲ့ဆုံးပါတယ်နော်ဒါနဲ့ဆုံးတယ်အဲ့တော့ဒါနဲ့ဆုံးတာမှန်တယ်များဒီ verb ကျန်တာတွေဒီနောက်မှာမူရေလို့ဆုံးမလက်ဆောင်လို့ဒါတွေဒီနောက်နေဟုတ်ပြီနော်သူတို့ဒါနဲ့ဆုံးနေပေါ့နော်အဲ့လိုချေဒါလွယ်လေးပဲနောက်နဲ့ verb နဲ့ခွဲရတာကအဲ့တော့ဒီလာပါတက်ထားတဲ့စကားလုံးတစ်လုံးကိုတွေ့ပြီဆိုတာနဲ့ချေဦးဒီအဲ့ဒီစကားလုံးက noun လားဒါမှမဟုတ် verb လားခွဲရမယ်နော် noun လား verb လားခွဲရမယ်အဲ့တော့စကားလုံးက noun စကားလုံးဆိုရင်ချေဦးဒီလာတက်တန်ကိုထွက်မယ်လာတက်တန်ဆိုလာအတန်ဝိစနှလောက်ပါအတန်လေးဆွဲမယ်ပေါ့နော်တကယ်လို့စကားလုံးကချေဦး verb စကားလုံးဆိုလို့ရှိရင်ချေဦးဒီဘာတက်တန်လေးထွက်မယ်ဘာတက်ကကြချေဦးအတန်တောင်းထွက်ရမယ်ပေါ့နော်တကယ်လို့စကားလုံးကဒီ verb စကားလုံးဆိုရင်ကျတော့ဘာတက်တန်အတန်လေးကိုတောင်းပြီးတော့ထွက်မယ်နော်အဲ့တော့ဒီမှာကြည့်ရအောင်ယောဒါအောသောယောကျတော့ဒါအောသောကိုရာဘာတက်ထားတယ်ရာဘာဟုတ်ပြီနော်အဲ့တော့ကဲရာဘာတက်ထားတဲ့စကားလုံးတစ်လုံးကိုတွေ့ပြီဆိုတော့ကျတော့ noun နဲ့ verb နဲ့ခွဲပါမယ်ဒီစကားလုံးကိုကြည့်လိုက်ရင်သူဒီချေဦးတာnoun ဘာလို့လဲဆိုသူဒါနဲ့ဆုံးမနေဘူးเนาะဒါနဲ့ဆုံးမနေတဲ့အတွက်ကြောင့်မလို့သူဒီ noun ဆိုတော့သူ့ကိုလာတက်တန်လေးထွက်မယ်အဲ့တော့ယော덜လာတက်တန်လေးနဲ့ထွက်တယ်เนาะအောက်ကစကားလုံးကိုကြည့်ရအောင်နာအောနောရာဘာတက်ထားတယ်ဒါအာဒါအဲ့တော့စကားလုံးတစ်ချက်ကိုရာဘာတက်ထားတဲ့စကားလုံးဒါပေမဲ့အနောက်မှာဘာနဲ့ဆုံးသွားလဲဆိုတော့ဒါနဲ့ဆုံးသွားတယ်เนาะဒါနဲ့ဆုံးသွားတယ်ဟုတ်ပြီအဲ့တော့ဒါနဲ့ဆုံးတယ်ဆိုတော့ကျတို့ဘာတန်ထွက်ရမှာလဲဆိုရင်ဘာတက်တန်ထွက်ပေးရမယ်เนาะကျတို့ဒါနဲ့ဆုံးတဲ့အတွက်တန်မို့လို့ကျတို့ဒီဘာတက်တန်ထွက်ပေးရပါမယ်ဆိုတော့ကျတို့ not နာအောဘာတက်တန်ထွက်တော့ not ဒါအာကဒါဆိုတော့ကျတို့ not တာနော် not တာဆိုတဲ့အတန်လေးထွက်တယ်ပါသူ့မှာအတန်ကူးပြောင်းလေးရောရှိရပေါ့နော်အားကြောင့်မချေရေးတော့မပြတော့เนาะဒါပေမဲ့ကျတို့သိရမယ်လာဘာတက်ထားတဲ့စကားလုံးတစ်လုံးကိုတွေ့ပြီးဆိုရင်ကျတို့အရင်ဆုံး
noun နဲ့ verb နဲ့အရင်ခွဲလိုက်နော် noun နဲ့ verb နဲ့အရင်ခွဲလိုက်မယ်ကြည့်လို့စကားလုံးကတစ်ချက်လို့ noun စကားလုံးဆိုရင်ခြေဦးဒီလာတက်တန်လေးထွက်ရမယ် noun စကားလုံးဆိုရင်လာတက်တန်လေးထွက်ရမယ် verb စကားလုံးဆိုလို့ရှိရင်ခြေဦးဒီဘာတက်တန်လေးထွက်ပေးရမယ်နော်ကဲအားဆိုလို့ရှိရင်ခြေဦးရမယ်နော်ဆိုခြေဦးဒီမှာအသက်9မျိုးပြီးသွားပါပြီနော်အသက်9မျိုးပြီးသွားပြီဆိုတော့အသက်တန်လေးတွေကိုအတန်လေးတွေကိုတိတိကျကျပြန်ပြီးတော့ထွက်မယ်နော်မြပြန်ပြီးတော့လေ့ကျင့်မယ်ပေါ့နော်မြပြန်ပြီးတော့လေ့ကျင့်မယ်အတန်စောင့်ထွက်ရတာ3တန်ရှိတယ်အတန်ကိုဆွဲထွက်ရတာက4တန်ရှိတယ်နော်အဲ့ခြေကမြပြန်လေ့ကျင့်လို့ရှိရင်တော့လေ့ကျင့်မှာများရင်ခြေတာရသွားမှာပဲနော်ပို့ပြီးတော့ခြေတာတွက်လာအောင်မယ်နော်ခဏလေ့ကျင့်ရအောင်နော်ဆိုတော့နေ့တိုင်းပြန်လုပ်ပါရှေ့ရစာကြီးလည်းပြန်ပြီးတော့နှွေးပါနော်ကဲဟုတ်ပြီအားဆိုလို့ရှင်ကျွန်တော်သင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့ပါမယ်여러분 안녕တက်တာ